market crisis ဖြစ်နေတဲ့အချိန်ဟာကျွန်တော်တို့ယင်းနှမြုပ်နှံသူတွေအတွက်အကောင်းဆုံးအခွင့်အရေးတွေရနိုင်တဲ့အချိန်တစ်ခုပါ golden opportunity လို့လည်းကျွန်တော်တို့ဆိုနိုင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့ကအဲ့ဒီအခွင့်အရေးကိုကျွန်တော်တို့မစင်စားဘဲနဲ့တွေ့သမျှ store လိုက်ပြီးတော့ဝယ်နေမယ်ဆိုရင်တော့ဒါကယင်းနှမြုပ်နှံမှု investing မဟုတ်တော့ပါဘူးအန်ဒီရများတဲ့လောင်းကစား gambling နဲ့မကွာပါဘူးအဲ့တော့ကျွန်တော်တို့အနေနဲ့ဘာကြောင့်မလို့တွေ့ရလိုက်ပြီးတော့မဝယ်သင့်တာလေဆိုလို့ရှိရင် crisis ဖြစ်နေတဲ့အချိန်မှာတကယ်ကောင်းတဲ့ကုမ္ပဏီတွေရောဒီအခြေခံမခိုင်မာတဲ့ကုမ္ပဏီတွေပါကျွန်တော်တို့အကုန်လုံးရောပြီးတော့ဈေးကြတတ်ပါတယ်တကယ်လို့ကိုကသာဒီမျက်စိစုံမိတ်ပြီးတော့တွေ့ရလိုက်ဝယ်မယ်တွေ့ရလိုက်ပြီးတော့ယင်းဒီမြုပ်နှံမှုလုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လှုပ်လိုက်တဲ့အထဲမှာအကျွေးတွေပတ်နေတဲ့ကုမ္ပဏီဒါမှမဟုတ်လို့ရှိရင်ပြန်ပြီးတော့နလန်မထူနိုင်တော့တဲ့ကုမ္ပဏီတွေကိုပါကျွန်တော်တို့အနေနဲ့ဝယ်မိသွားနိုင်ပါတယ်တချို့လုပ်ငန်းတွေကဒီ crisis ကြောင့်မလို့သူတို့ရဲ့ business model တစ်ခုလုံးပျက်စီးသွားတတ်ပါတယ်ဈေးပေါ်နေဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ဝယ်မိမယ်ဆိုရင်တော့နောက်ဆုံးမှာကိုယ့်ရဲ့ရင်းနှီးငွေလေးတွေဟာတဲတဲရေသွန်းသလိုပြန်မရနိုင်တဲ့အခြေအနေထိရောက်သွားနိုင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီ crisis ကာလမှာဈေးပေါ်နေဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ဝယ်တော့မယ်ဆိုလို့ချင်းကျွန်တော်တို့ investor တွေအနေနဲ့တတိထားတဲ့အကြောင်းအရာလေးကိုမျှဝေပေးသတာဖြစ်ပါတယ်အကျိုးတစ်စုံတရာရလိမ့်မယ်လို့လည်းယုံကြည်ပါတယ်အကျိုးတစ်စုံတရာရခဲ့တယ်ဆိုရင်တော့ထုံးစံအတိုင်းပဲ comment မှာ yes လို့မှတ်ပေးခဲ့ပါအောင်အဆုံးထိအောင်ကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ